အဲ့တော့နောက်တစ်ခုကြည့်မယ်ဆိုလို့ရှိရင်ကျမတို့စီမှာနော် system 1နော်ဒါပါလဲဆို mindset စိတ်အခြေအနေတစ်ခုနဲ့ပတ်သက်ပြီးတော့ကျမတို့ပြောမယ်အဲ့တော့ဒီမှာပါလဲဆိုလို့ရှိရင် your beliefs define your limits တဲ့နော်အဲ့တော့ကျမတို့စီမှာ belief ဆိုတာကပါလဲဆိုလို့ရှိရင်စိတ်ရဲ့အစွဲလန်းတွေပေါ့နော်ကိုယ့်ရဲ့ယုံကြည်ချက်တွေအစွဲလန်းတွေနော်အဲ့ဒါကပါလဲဆိုအဲ့လို belief တွေကကိုယ့်ရဲ့ limit ကိုအမြဲတမ်း define လုပ်တယ်နော်ကိုယ့်ရဲ့သတ်မှတ်ထားတာနော်နေရာဒီလောက်အထိပဲသွားနေရာဒီလောက်အထိပဲရတယ်နေရာဒါဆိုလို့ရှိရင်မလုံနိုင်ဘူးနေရာဒီလိုလူမျိုးမဟုတ်ဘူးနေရာဒီလိုလူမျိုးဖြစ်တယ်အစရှိတဲ့အဲ့လိုမျိုးအစွဲလန်းတစ်ခုအဲ့လိုအစွဲလန်းတွေနော်အဲ့လိုအစွဲလန်းတွေကပါလဲဆိုကျမတို့ limit လောက်ထားတာအဲ့တော့ကျမတို့ကဘယ်လိုမျိုးပြောတတ်ကြလဲဆို I can't လို့ကျမတို့ကလွယ်လွယ်ကူကူပဲပြောတတ်တယ် I can't ငါမလုံနိုင်နော်အဲ့တော့ I can't လို့ပြောမယ်စားကိုယ့်ရဲ့ system ကို upgrade လုပ်တဲ့အခါကျရင်ကျမတို့ကဘယ်လိုပြောလို့ရလဲဆို I'm learning လို့ပြောကြည့်ရဲဆိုရင်အဲ့ဒါကပါလဲဆိုငါသင်ယူနေတယ်အော်ငါသင်ယူနေတယ်ဆိုတော့အတိတ်ပဲကပါလဲဆိုလို့ရှိရင်ငါလုံတော့လုံနေတယ်ငါဖြစ်လားမဖြစ်လားတော့မသိဘူးဒါပေမဲ့ကိုယ်ကသင်ယူနေတဲ့အတွက်ကြောင့်တစ်ချိန်ချိန်မှာတော့တခုခုတော့တက်သွားမှာပဲတခုခုတော့ပြီးမြောက်သွားမှာပဲအဲ့လိုသဘောမျိုးနော်အဲ့တော့လုံးဝမလုံး I can't ပေါ့နော် I can't ဆိုရဲအတိတ်ပဲကပါလဲဆိုလို့ရှိရင် fix လုပ်ထားတာ fix mindset ပေါ့နော်လုံးဝ fix လုပ်ထားတယ် I'm learning ဆိုတာကကြတော့ပါလဲဆိုရှင် growth mindset နော်ကျမတို့ဒီအောက်ဆိုဆရာတော်ကြီးဆိုမနှစ်ကတစ်ချိန်လုံးသူအဲ့ဒီ theme နဲ့သူသွားနေတာနော် fix mindset နဲ့ growth mindset အဲ့လိုမျိုးပဲပြောတာအဲ့တော့ I can't လို့ပြောရဲဆိုလို့ရှိရင်ဒါ fix ပဲလုံးဝတသမတ်သေးပဲနော်ပြောင်းလို့မရတော့ fix လုပ်တာI'm learning ဆိုတာじゃ growth mindset သူစီမှာ growth ဖြစ်တဲ့အတွက်ကြောင့်လို့သူကဘာလဲဆိုနေရာလွတ်တွေအများကြီးရှိတယ် growth ဖြစ်ဖို့အတွက်ကိုသူစီမှာနေရာလွတ်တွေအများကြီးရှိတယ်အဲ့လိုသဘောမျိုးပေါ့နော်အဲ့တော့ကျမတို့ကဘာတွေပြောတတ်လဲဆိုလို့ရှိရင်နော်ဟို fix mindset တွေဖြစ်နေတဲ့အခါကျတော့ဘယ်လိုမျိုးပြောလဲဆိုလို့ရှိရင် I'm not ready နော်ငါဟို ready မဖြစ်သေးဘူးเนาะ I can't do this ငါမလုပ်နိုင်ဘူးเนาะ I'm not that kind of person เนาะငါဒီလိုလူမျိုးမဟုတ်ဘူးအစရှိတဲ့ကျမတို့ကအဲ့လိုမျိုးတွေပြောတတ်ကြတယ်နော်အဲ့ဒါဆိုလို့ရှိရင်ဘာဖြစ်နေရလဲဆိုကျမတို့ကတကယ် fix ဖြစ်နေပြီအဲ့တော့ကျမဆိုလို့ရှိရင်အမြဲတမ်းပြောတယ်ဘာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝကိုနော်ဟိုတစ်တာလေးတစ်လုံးလိုမျိုးပဲဖွင့်ကြည့်လိုက်ပါလို့ကျမအဲ့လိုမျိုးပြောတယ်နော်အဲ့တော့ကျမလည်းအဲ့လိုမျိုးပဲအဲ့ဒီစကားလေးကိုကျမလည်းအပြောခံခဲ့ရပူတယ်နော်အဲ့တော့အဲ့လိုမျိုးပဲဘဝမှာတခုဆိုလို့ရှိရင်မလုပ်ရဲဘူးနော်ကိုယ့်စီမှာ limit တွေဖြစ်တယ်ဒါမဖြစ်နိုင်ဘူးထင်တယ်မလုပ်နိုင်ဘူးထင်တယ်အဲ့လိုအဲ့ချိန်မှာကျမရဲ့အမတယောက်ကဘာပြောလဲဆိုတော့အရင်မကြောက်ပါနဲ့တဲ့နော်ဘာလဲဆိုတော့အကုန်လုံးကိုတဲ့လက်ခံတဲ့စိတ်နဲ့ပဲဘဝကိုတဲ့တစ်တာလေးတစ်လုံးလို့ဖွင့်ကြည့်လိုက်ပါလားတဲ့ပေါ့ပေါ့ပါပါလေးပေါ့တဲ့ဆိုပြီးတော့သူကအဲ့လိုမျိုးလေးပြောတာနော်အဲ့တော့ဘာဖြစ်လဲဆိုစိတ်ထဲမှာနော်ဟို tension လေးတွေရော့ပြီးတော့မလုပ်လိုက်လဲဆိုလို့ချင်းကိုယ့်ရဲ့ဘဝလေးကိုဗာလေတက်တာလေးတလုံးလို့ဖွင့်ကြည့်လိုက်တယ်ဖွင့်ကြည့်လိုက်တဲ့အခါကျတော့ဘာတွေဝင်လာလဲဆိုခုနပြောတဲ့ opportunity တွေเนาะဒါမျိုးတွေဝင်လာအဲ့တော့ကျမရဲ့ဒီပတ်ဝန်းကျင်မှာဆိုလို့ရှိရင်လည်းရှိရဲကျမမိတ်ဆွေတွေထဲမှာเนาะအဲ့ထဲမှာတစ်ယောက်နှစ်ယောက်ပေါ့เนาะမနှစ်ကဆိုလို့ရှိရင်သူတို့နှစ်ယောက်ဆိုလို့ရှိရင်ဘာဖြစ်သွားလဲဆိုတော့သူတို့ရဲ့ life က transformation အကြီးစားတွေဖြစ်သွားတာเนาะအဲ့ဒါကိုကြည့်တဲ့အခါမှာဘာကိုသွားတွေ့ရလဲဆိုတော့အဲ့လိုမျိုးပဲ life ကိုဖွင့်ပေးထားတယ်ဆိုတဲ့ပုံစံလေးကိုသွားတွေ့ရတယ်နော်လုပ်မယ်နော်မလုပ်ဘူးဆိုတာမဟုတ် I can't do this ဆိုတာမဟုတ်ဘူးနော် I'm learning I'm doing နော်ငါလုပ်ကြည့်နေတယ်ငါစမ်းကြည့်နေတယ်ငါသင်ယူနေတယ်အဲ့လိုပုံစံနဲ့သွားတဲ့အခါမှာဘာဖြစ်လာလဲဆိုလို့ရှိရင်ခုနပြောတဲ့ opportunity တွေဝင်လာတယ်နော်အဲ့လိုမျိုးအဲ့ဒီခါလေးကျရင်ကျမတို့ကအခွင့်အလမ်းတစ်ခုပေါ့နော်အခွင့်အလမ်းတစ်ခုကျမတို့စီမှာရလာတာမျိုးတွေရှိတယ်နော်တခြားတနေရာမှာသွားပြီးတော့အလုပ်လုပ်ရတယ်တို့နော်နောက်တစ်ခါကိုလုံးဝတောင်မှမစင်စားထားတဲ့အလုပ်တစ်ခုပေါ့နော်ကိုအတွက်ဆိုလို့ရှိရင်လုံးဝ new ကိုလုံးဝအိမ်မက်တောင်မမက်ဘူးအဲ့ဒီလိုအဲ့ဒီအလုပ်လုပ်ဖို့ရဖို့ဆိုတာနော်ဒါပေမဲ့ဘာဖြစ်လဲအဲ့မျိုး opportunity လာလို့ရှိရင်စိတ်ထဲမှာဘယ်လိုမျိုးဖြစ်လဲဆိုဟာငါမသွားချင်ပါဘူးငါမလုပ်ချင်ပါဘူးမလုပ်နိုင်ဘူးထင်တယ်ဒါကအန်ဒီများတယ် risky ဖြစ်တယ်စွန့်စားရမယ်အစရှိသဖြင့်ပေါ့နော်ကျမတို့အဲ့လိုမျိုးပြောတတ်ကြတယ်နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ဒါပေမဲ့တကယ်တမ်းမှာဘာဖြစ်လဲဆိုလို့ရှိရင်နော်ကျမဆိုလို့ရှိရင်အမြဲတမ်းပြောတယ်ကျမတို့ရဲ့ဘဝရဲ့ပြဿနာတွေအခက်အခဲတွေကနော် universe ကကျမတို့ကိုဖြေရှင်းနိုင်တဲ့ပြဿနာကိုပဲပေးတာအခုစိတ်ထဲမှာအရန်ကြီးရလို့ထင်ပေမဲ့တကယ်တမ်းမှာကိုအဲ့ဒါကိုရတယ်ဆိုတာကဘာလဲဆိုဆံမွေးစစ်လိုက်တာပဲလीနော်ဒါကိုဖြေရှင်းဆိုတာကိုဖြေရှင်းနိုင်တယ်အဲ့ဒါအဲ့လိုသဘောမျိုး
အဲ့တော့ opportunity တွေဆိုလို့ရှိရင်လည်းခုနပြောသလိုအရန်ကြီးတဲ့ဟာတွေနော်တမြေတရေကိုသွားပြီးတော့အလုပ်လုပ်ရတယ်တို့နော်ကိုတခါမှမမျှော်မှန်းထားတဲ့အလုပ်တစ်ခုဝုန်းဆိုပြီးတော့ရောက်လာတယ်လုပ်ရတယ်ဆိုတာကအတိတ်ပဲဒီပါလဲဆိုတော့ကိုလုံနိုင်တဲ့ဟာမလို့ကိုပေးလိုက်တာလို့အဲ့လိုမျိုးခံယူရမှာနော်အဲ့ဒါဆိုလို့ရှိရင်ဗာလဲဆိုခုနပြောသလိုဘဝကိုခုနပြောသလို open box လေးလုပ်လိုက်တယ်လို့မျိုးပဲကျမတို့ဖြစ်သွားတာနော်အဲ့ဒါဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့အခက်အခဲပဲဖြစ်ဖြစ်နော်အခွင့်အလမ်းပဲဖြစ်ဖြစ်ကိုလုံနိုင်တဲ့အရာကို handle လုပ်နိုင်တဲ့အရာကပဲကိုစီကိုပဲရောက်လာအဲ့တော့ကိုကတခါလေကျလို့ရှိရင်နော်ဟာဒါကမလုံနိုင်ဘူးထင်တယ်နော်ဒီလိုမျိုးဖြစ်တဲ့အခါမှာဒါကိုအမှန်တရားတစ်ခုလို့ကျမတို့က fix နော်မတတ်မှတ်ရအောင်ဘယ်လိုလဲဆိုတော့ဒါကနော်ငါရဲ့တွေးနေတဲ့ငါရဲ့ mindset ကတွေးနေတဲ့ pattern တစ်ခုပဲငါအဲ့လိုမျိုးတွေးတတ်တယ်နော်ဒါအမှန်တရားတော့မဟုတ်ဘူးဒါပေမဲ့ငါတွေးတတ်တဲ့ habit တစ်ခုပဲဆိုတာကိုကိုယ့်ဘာကိုနားလေရမယ်အဲ့လိုသဘောမျိုးနော်အဲ့တော့ကိုယ့်ကို I can't ဆိုတဲ့ဟာမျိုးပေါ်လာလို့ရှိရင်ကိုယ့်ကိုပြောကြည့်ပါငါတင်ယူနေတယ်ငါလုပ်ကြည့်မယ်ငါစမ်းလုပ်ကြည့်နေတယ်နော်အစရှိတဲ့အဲ့လိုမျိုးတွေးကြည့်စေချင်တယ်နော်ဆိုတော့အဲ့ဒါလေးကိုပြောချင်တယ်နောက်တစ်ခုကတော့ mindset မှာပဲနော်ကျမတို့ emotional နဲ့ပတ်သက်တဲ့ဟာတစ်ခုထည့်ပြောနော် emotional နဲ့ပတ်သက်အဲ့တော့ကျမတို့ကနော် how you handle stress and pain နော်ကျမတို့ရဲ့စိတ်ဖိစီးမှုတွေစိတ်ရဲ့နာကျင်မှုတွေဒုက္ခတွေဒါတွေကိုကျမတို့ဘယ်လို handle လုပ်မလဲနော်ဒီနေရာမှာအရေးကြီးလာတော့ဗာလဲဆို emotional intelligence ကိုခေါ်ရဲစိတ်ရဲ့ခံစားမှုတွေကိုကျမတို့သုံးသပ်နိုင်တယ်နော်ထိန်းချုပ်နိုင်တယ် regulate လုပ်နိုင်တယ်ဉာဏ်ရည်ပေါ့နော်အဲ့လိုသဘောမျိုး emotional intelligence အဲ့ဒါကိုပြောတာပဲနော်အဲ့တော့အဓိကဗာလဲဆိုလို့ရှိရင်နော်ကျမတို့ရဲ့စိတ်အခြေအနေ emotional state လို့ခေါ်တဲ့အားကတကယ်တမ်းမှာဘာဖြစ်လဲဆိုလို့ရှိရင်အရင်အရေးကြီးတယ်နော်ကိုဘလောက်ပဲနော် skillful ဖြစ်တယ်ကိုဘလောက်ပဲကျွမ်းကျင်တယ်နော်ဆိုပေမဲ့အဲ့စိတ်အခြေအနေလေးတစ်ခုမှာကိုကအချစ်အငေါ့လေးတစ်ခုဖြစ်သွားတယ်နော်တစ်ခုခုလေးဖြစ်သွားတယ်ဆိုလို့ရှိရင်အဲ့မှာဘာဖြစ်လဲဆိုတော့ဟိုလမိုင်းမကတ်ဘူးပဲပြောရမလားမသိဘူးเนาะလုတ်တဲ့နေရာမှာဘာဖြစ်သွားလဲဆိုလို့ရှိရင်တိတ်ပြီးတော့ smooth မဖြစ်ဘူးအဲ့လိုမျိုးဟာမျိုးရှိတယ်စိတ်အခြေအနေကဆိုလို့တဲ့သဘောကဘာလဲဆိုစိတ်အခြေအနေကအရင်အရေးကြီးเนาะစိတ်ကကိုယ့်ကိုယုံကြည်မှုရှိနေရဆိုလို့ရှိရင်ကိုယ်မှလည်းယုံကြည်မှုတခုဘာဖြစ်နေလဲဆိုတက်နေတယ်အဲ့လိုသဘောမျိုးပေါ့เนาะအဲ့တော့ဥမာအဖြစ်ပြောရမယ်ဆိုလို့ရှိရင်ကဲကျမတို့စီမှာစိတ်ဖိစီးမှုတွေဆိုတာရှိနိုင်တယ်เนาะစိတ်ရဲ့နာကျင်မှုတွေဒုက္ခတွေဒါတွေကလူတိုင်းစီမှာကျမတို့ရှိနိုင်တယ်အဲ့တော့for example တခုပြောမယ်ဆိုလို့ရှိရင်เนาะဒီရေခွက်ကလေးပေါ့เนาะရေခွက်ကလေးကိုအခုကျမကင်ထားတယ်เนาะဆိုတော့ရေတောက်လိုက်အောင်မယ်အခုဒီရေခွက်ကလေးကိုကင်ထားတယ်ရေတောက်တယ်ဘာဖြစ်လဲ it's very easy เนาะလွယ်လွယ်လေးပဲလေရေခွက်ကလေးကင်ပြီးရေတောက်တယ်ဒါပေမဲ့အဲ့ရေခွက်ကိုကျမ9မိနစ်ကင်ခိုင်းထားမယ်နော်ကျမတို့တရားရောက်က9မိနစ်ကင်ခိုင်းထားမယ်ကဲရေခွက်9မိနစ်ကင်ဆိုကင်ထားရင်လည်းဘယ်လိုဖြစ်လာမလဲနော်လက်ကလေးတွေနာလာမယ်ညောင်းလာမယ်အဲ့လိုဖြစ်လာမယ်ကဲအဲ့တော့နည်းနည်းတော့မျက်မှောင်ကြုံကျင်လာပြီနော်ဘာလဲဆိုတော့ဘာကိစ္စဒီရေခွက်ကို9မိနစ်ကင်ထားရမှာလဲနော်အဲ့လိုဖြစ်လာအဲ့တော့မပြီးသေးဘူး9မိနစ်ပြည့်ပြီလားမပြီးသေးဘူးအဲ့ရေခွက်ကို1နာရီကင်ထားကြည့်1နာရီကင်ထားရမယ်တံပေးထားတယ်ပဲထားလိုက်ပါတော့နော်တော့တနားရီကင်ထားမယ်ဒီလိုပဲကင်ထားမယ်ဆိုဘာဖြစ်မလဲလက်မောင်းတွေတောင့်လာမယ်ကြိုက်လာမယ်အစရှိတဲ့နော်အဲ့တော့တနေ့လုံးကင်ထားဆိုလို့ရှိရင်တော့အဲ့ဒါသွားပြီနော်ကင်နိုင်မှာမဟုတ်ဘူးဒီရေခွက်ကိုကင်နိုင်မှာမဟုတ်ဘူးတနေ့ကုန်နော်အဲ့တော့ဘာဖြစ်လို့လဲအဲ့ဘာဖြစ်လို့လဲရေခွက်ကြီးကပိုလေးလာလို့လားရေတွေတယောက်ကလာဖြည့်နေလို့လားရေခွက်ရဲ့အလေးချိန်ပြောင်းသွားလို့လားမဟုတ်ဘူးနော်ရေခွက်ကဒီတိုင်းပဲဒါပေမဲ့ဘာလဲဆိုလို့ရှိရင်ကျမတို့ကတစုံတစ်ခုပေါ်မှာလုံးဝလွတ်မချနိုင်မယ်နဲ့စုပ်ကင်ထားတယ်အဲ့စုပ်ကင်ထားမှုတွေကကျမတို့ပို့ပြီးလေးလံလာစေတာโอเคနော်အဲ့တော့ဘာလဲဆိုကိုယ့်စီမှာရှိတဲ့စိတ်ဖိစီးမှုတွေ stress တွေ pain တွေနော်အဲ့ဒါတွေကို emotionally ဘယ်လို handle လုပ်လဲကျမတို့ကတခါလေကျရင်ကျမတို့လွတ်မချနိုင်တဲ့အရာတွေအများကြီးရှိတယ်လွန်ခဲ့တဲ့ဘယ်နှစ်ခုနှစ်တုန်းကဖြစ်ခဲ့တာဘသူကဘလို့ပြောသွားတာစကလုံးကအစမှတ်မိနေပြီအဲ့ဒါကိုလွတ်မချနိုင်ဒါပေမဲ့အဲ့ဒီအခြေအနေအဖြစ်အပျက်တွေပြီးသွားပြီပို့ပြီးတော့ကိုယ့်ကိုလည်းလေးလံ
သူ့စီမှာလည်းအလေးချိန်ရှိရမဟုတ်ဒါပေမဲ့ဘာကကိုယ့်ပေါ်မှာလေးလံစီလဲဆိုလို့ရှိရင်အဲ့ဒီအရာကြီးတကူအဲ့ဒီနာကျင်မှုကြီးတကူကိုကျမတို့တွေဒီဘာဆက်လုပ်နေလဲဆိုဆက်ပြီးတော့ထမ်းပိုးထားတာတေဆောင်ထားတာเนาะအဲ့ဒါတွေကပဲကျမတို့ဘာဖြစ်နေစရာလဲဆိုလို့ရှိရင်เนาะကိုယ့်ရဲ့စိတ်ရဲ့အတွေး emotional state ရဲ့အခြေအနေတစ်ခုကြောင့်မလို့ကိုခံစားရတဲ့နာကျင်မှုတွေဒုက္ခတွေစိတ်ဖိစီးမှုတွေကပို့ပြီးတော့ contribute လုပ်တာပို့ပြီးတော့လေးလံလာတယ်လို့ကျမတို့ခံစားရတာအဲ့လိုသဘောမျိုးเนาะအဲ့တော့အဓိကဘာလဲဆိုတော့ emotional state ကအရင်အရေးကြီးတယ်เนาะဘယ်လိုလူပဲဖြစ်ကျမတို့ဆိုလို့ရှိရင်လည်းအမြဲတမ်းကိုယ့်အကိုလည်းအမြဲတမ်းသတိထားပေးနေရတာပဲเนาะဘာလို့ဆိုလူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဘာဖြစ်လဲဆိုခံစားရတာတွေရှိရယ်နာကျင်ရတာတွေရှိရယ်เนาะအဲ့ခါမှာဘာလဲဆိုဘာဖြစ်လို့ငါအရင်လေးနေတာလဲလို့စဉ်းစားကြည့်လို့ရှိရင်ငါလွတ်မချနိုင်သေးလို့ဆိုတာကိုတွားပြီးတော့အမြင်နဲ့တွေ့တယ်အဲ့လိုသဘောမျိုး okay အဲ့တော့ကိုယ့်ရဲ့ life ရဲ့ system နဲ့မှာခုနပြောတဲ့ mindset ပါမယ်စိတ်အခြေအနေတခုเนาะ emotional state เนาะခံစားမှုတွေနဲ့ပတ်သက်တာအဲ့ဒါကြောင့်မလို့ကျွန်မနေ့ကလားတနေ့ကလားမသိကျွန်မ Facebook မှာတော့ကျွန်မစာလေးတခုတင်ထားသေးတယ်เนาะအတွေးတွေရဲ့ပူပေါင်းပါဝင်မှုเนาะကိုယ့်ရဲ့အတွေးတွေကပူပေါင်းလိုက်တဲ့အခါမှာကိုယ့်ရဲ့เนาะနာကျင်မှုတွေဒုက္ခတွေခံစားမှုတွေကပိုပြီးတော့ကြီးလာတတ်တယ်အဲ့လိုသဘောမျိုးเนาะအဲ့တော့ကိုယ့်ရဲ့ကိုတွေးနေတဲ့အရာတွေဥပမာကိုလွတ်မချနိုင်တဲ့အရာတွေခွင့်မလွတ်နိုင်တဲ့အရာတွေနော်မပြီးဆုံးသေးတဲ့အရာတွေမဖြေရှင်းရသေးတဲ့အရာတွေအဲ့ဒီမှာကဘာဖြစ်လဲဆိုရင်ကိုစုပ်ကင်ထားတာကြာလာတာနဲ့အမျှဘာဖြစ်လာလဲဆိုပိုးပြီးတော့လေးလံလာတတ်တယ်အဲ့ဒါလေးကိုလည်းဒီမှာ life ရဲ့ system နဲ့မှာထည့်ထားတယ်နော်အဲ့အချက်ကလည်းကျမတို့သတိပြုရမယ်ဆိုတဲ့အားပဲ okay နော်အဲ့တော့နောက်တစ်ခုကတော့ဘာလဲဆိုရင် habit နော်ကျမတို့ရဲ့အမှုအကျင့်နေနဲ့ဆိုင်တယ်အလေးအကျင့်နေနဲ့ဆိုင်တယ်အဲ့တော့ daily habits တွေကဘာလဲဆိုရင်ကျမတို့ရဲ့ identity ကိုအမြဲတမ်း shape လုပ်တယ်ပုံဖော်ပေးရပါကျမတို့ဘယ်သူဖြစ်လာလဲဆိုတာကဘာလဲဆိုကျမတို့နေတိုင်းလုပ်နေတဲ့အလုပ်တွေကနေပြီးတော့ဖြစ်လာတာနော်အဲ့တော့ကဲကျမကစာရေးဆရာတယောက်ဖြစ်လာတယ်ဘာဖြစ်လို့စာရေးဆရာတယောက်ဖြစ်လာလဲကျမနေတိုင်းစာရေးတယ်အဲ့လိုသဘောမျိုးနော်အဲ့တော့ကျမ6တန်း9တန်းလောက်ခရီးစာရေးရပဲတကယ်တော့နော်ဒါပေမဲ့ကျမတကယ် online မှာကျမစာရေးမယ်နော်စာအုပ်တွေထုတ်တော့မယ်ဆိုကျမစာရေးပြန်ပြီးတော့စာရေးရ2016ခုနှစ်မှာရေးရလေ2016ဆိုခု2026ဆိုတော့10နှစ်ရှိပြီနော်အဲ့10နှစ်မှာလေကျမစာမရေးတဲ့ရက်ဆိုတာလုံးဝမရှိနော်ကျမအမြဲတမ်းပဲရေးတယ်နောက်ဆုံးဘာမှမရေးဘူးဆိုရင်တော့ကျမ journal ရေးတယ်ကျမ diary အမြဲရေးတယ်ဟိုးအရင်တည်းကကျမရေးတာနော်အဲ့ diary စာအုပ်တွေဆိုတာကျမစီမှာအထက်လိုက်ကိုရှိတယ် journal ပေါ့ journal ရေးတာနော် journal ကျမအမျိုးစုံရေးတယ်အင်္ဂလိပ်လိုရေးတယ်ဗမာလိုရေးတယ်နော်အဲ့လိုမျိုး gratitude journal အမြဲရေးတယ်အဲ့လိုမျိုးကျမစာမရေးတဲ့ရက်ဆိုတာလုံးဝမရှိဘူးကျမလက်နဲ့ချပြီးတော့ရေးတာနော်အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့ဒါဒီကိုယ့်ရဲ့ identity တခုဖြစ်လာတာနော်အဲ့တော့အဓိကဘာလဲဆိုလို့ရှိရင်ကျမတို့ဒီမှာ consistency ဆိုတာကပုံမှန်လုပ်နေတာ intensity ဆိုတာကကြောင့်ကျမတို့ရဲ့ပြင်းအားတစ်ခုဆန္ဒတစ်ခုအရင်ဖြစ်ချင်တယ်နော်စာရေးတဲ့သူအရင်ဖြစ်ချင်တယ်စာအုပ်အရင်ထုတ်ချင်တယ်အဲ့တော့ဘာလုပ်လိုက်မလဲနော် AI မှာစာအုပ်ထုတ်ရေးခိုင်းလိုက်မယ်စာအုပ်ထုတ်ထွက်လာမယ်အဲ့စာအုပ်ကိုချက်ချင်းစာရိုက်လို့ print လို့နော်ပုံနှိပ်ဆက်တင်ထွက်လာ marketing လုပ်လို့ရောင်းချလာရင်ဒါစာရေးစရာဖြစ်နိုင်တာပဲ intensity လေသူ့ရဲ့ပြင်းအားကြီးသူ့ရဲ့ဆန္ဒကြီးငါဒီလိုဖြစ်ချင်တယ်ဆိုတာအကောင့်ထဲပေါ်လို့ရတယ်အဲ့ဒါ intensity ကအဲ့လိုပြင်းအားတစ်ခုကြောင့်မလို့နော်နေရာတစ်ခုရောက်သွားနိုင်တယ်ဒါပေမဲ့ဘာဖြစ်လဲဆိုလို့ရှိရင် consistency ကကြတော့ဘာလဲဆို तू ကဖြည်းဖြည်းချင်းသွားတာပုံမှန်လေးသွားတာအဲ့တော့အဲ့ဒီလိုမျိုးပုံမှန်လေးသွားတာကဘာဖြစ်လဲဆိုရင်အဲ့ long term ဖြစ်တဲ့ success ကိုရတယ် sustainable ဖြစ်တဲ့ success ကိုရတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဘာပြောထားလဲဆို consistency is greater than intensity နော်ပုံမှန်လုပ်နေဖို့ဆိုတာကဘာဖြစ်လဲဆိုလို့ရှိရင်ခုနပြောတဲ့စိတ်ထဲမှာရှိတဲ့ပြင်းအားဆိုတာမလိုအပ်ဘူးမဟုတ်လိုအပ်တယ်တခုခုလုပ်ဖို့အတွက်ကိုလိုအပ်တယ်ပြင်းအားဆိုတာ intense ဖြစ်တယ်ဆိုတဲ့ဟာနော်ဒါပေမဲ့သူကပါလေ consistency ကပို့ပြီးတော့လိုအပ်တယ် consistency ပို့ပြီးတော့များများရှိရမယ်လို့သဘောမျိုး
အဲ့တော့ကျမတို့နေတိုင်းလုပ်နေတဲ့အရာတွေကကျမတို့ဒီနေ့ဖြစ်လာတဲ့အရာတွေပဲကိုယ့်ဟာကိုကြည့်ကြည့်ပေါ့ကိုယ့်ရဲ့အတွေးတွေကိုယ်စုဆောင်းလာတဲ့ပညာတွေနော်ကိုယ့်ရဲ့စိတ်တွေနော်အကုန်လုံးနော်အဲ့တော့ပြောမယ်ဆိုရင်ကျမတို့ခရီးတွေပါသွားရဲဆိုလို့ရှိရင်အဲ့မှာရေတခွန်တွေပါရောက်ပူးကြတယ်မလားနော်ရေတခွန်ကြောက်ခွက်ကလေးတွေနော်အစားရှိအဲ့ကြောက်ခွက်ကလေးတွေဆိုတာလေတချို့ကြောက်တုံးနေဆိုလို့ရှိရင်အလယ်မှာအချိုင်လေးဖြစ်နေရေအိုင်လေးလိုမျိုးပဲလေနော်အဲ့လိုမျိုးဖြစ်အဲ့ဒါဘာလဲဆိုအရင်တော့ကြောက်ခဲရပါလဲဆိုကြောက်ခဲအတုံးကြီးပဲအလုံးကြီးအဝိုင်းကြီးပဲရှိတာလေနော်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ရေကတစ်စက်နဲ့ကြာနေအမြဲတမ်းအဲ့နေရာလေးကိုကြာနေတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့အချိန်တိုင်းတာတစ်ခုရောက်သွားတဲ့အခါအဲ့ကြောက်တုံးကြီးချိုင်သွားတယ်။ချိုင်သွားပြီးကြောက်ခွက်တွေပါဖြစ်နော်။အဲ့လိုသဘောမျိုး။အဲ့တော့စဉ်းစားကြည့်ပေါ့။ရေစက်ကလေးရဲ့အလေးချိန်နဲ့ဒီကြောက်ခဲရဲ့အလေးချိန်ကဘယ်ဟာပိုပြီးတော့ heavy ဖြစ်လဲ။နော်။ကြောက်ခဲရတော့ပိုလေးတာပေါ့။ဒါပေမဲ့ဘာဖြစ်လဲဆိုအဲ့ရေစက်ကလေးကတေးလေးတွေကြာနော်အဲ့လိုကြာလာရင်ねနောက်ဆုံးကျတော့ဘာဖြစ်လဲဆိုအဲ့ကြောက်တုံးကြီးအောင်ကတစ်ချိန်ကျတော့ဘာဖြစ်သွားလဲခြိုက်သွားနိုင်တယ်ပိန်သွားနိုင်တယ်နော် shape ပုံစံတစ်ခုဖြစ်သွားနိုင်တယ်အဲ့လိုသဘောမျိုးပဲအဲ့တော့ consistency ဆိုတာကအရင်အရေးကြီးတယ်အထူးသဖြင့်ဘာလဲဆိုလို့ရှိရင်အဲ့ sustainable success ပေါ့နော်ဘဝမှာပုံမှန်အောင်မြင်မှုရခြင်းနဲ့ long term ကိုသွားခြင်းနဲ့ဆိုလို့ရှိရင်အဲ့လို consistency ဖြစ်ဖို့ဆိုတာလိုအပ်တယ်အဲ့တော့ကျမတို့အခု social media မှာကျမတို့ကြည့်ရဆိုလို့ရှိရင်နော် personal branding တွေပေါ့လူတွေပေါ့နော်နာမည်တော့မပြောတော့ဘူးပေါ့နော်ဒါပေမဲ့လည်းတခါလေကြောက်လို့ရှိရင် online မှာရုပ်တရက်ဝုန်းဆိုပြီးတော့ပေါက်လာတာရှိရလေနော်အဲ့ခါမှာအကုန်လုံးကလည်း live ပြီးတော့ဝိုင်းကြည့်ကြတယ်နော်အားပေးကြတယ်အားပေးတဲ့သူတွေလည်းရှိရယ်ဆဲတဲ့သူတွေလည်းရှိရယ်ပေါ့နော်နေတိုင်းနဲ့အကုသို့ဝင်ယူကြတဲ့သူတွေအစရှိတဲ့အဲ့တော့ဘလို့ပဲဖြစ်အဲ့လိုဝုန်းကနေပေါက်သွားတဲ့လူတွေကိုကြည့်လိုက်တယ်ဆိုလို့ရှိရင်သူတို့ရဲ့ personal branding ကလေခဏလေးနဲ့ပြန်ကျသွားတာပဲနော် popularity ပဲဖြစ်သွားတာခဏ popular ဖြစ်သွားတယ်ပေါ့နော်ရေရှည်ခံတဲ့ success တော့မဟုတ်ဘူးဒါပေမဲ့တချို့အရာတွေကြတော့ဗာလဲဆိုဖြည်းဖြည်းချင်းပဲသွားတာဖြည်းဖြည်းချင်းသူ့ဟာလေးနဲ့သူသွားနေနော်ဒါပေမဲ့ဘာဖြစ်လဲဆိုလို့ရှိရင် consistency လေးရှိနေပုံမှန်လေးရှိနေတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ success ကလည်း sustainable ဖြစ်တယ်နော်ပုံမှန်ရေရှည်လေးသွားတယ်အဲ့လိုသဘောမျိုးပေါ့နော်အဲ့တော့ကိုယ့်ရဲ့ habits တွေကိုလုပ်နေတဲ့နော်အရာတွေနော်ကိုစားနေတဲ့အစားအသောက်တွေကိုတွေးနေတဲ့အတွေးတွေနော်ဒါတွေအကုန်လုံးကလည်းဘာဖြစ်လဲဆိုကျမတို့ဒီနေ့မှာဘယ်လိုလူဖြစ်လာလဲဆိုတာကိုအမြဲတမ်း shape လုပ်နေတယ်အဲ့တော့ကိုယ့်ကိုပြန်စဉ်းစားကြည့်ပေါ့နော်ဘာတွေလုပ်နေလဲဘာတွေတွေးနေလဲ daily habits တွေကဘာတွေလဲနော်ဘာတွေစားနေလဲခုနပြောသလိုပေါ့နော်အဲ့ဒါလေးတွေကိုကစဉ်းစားကြည့်စေချင်တယ်နော်ဥပမာ gym သွားတယ်ဆိုလို့ရှိရင်เนาะ gym မှာအားကစားသမားတွေဆိုလို့ရှိရင်ဒီလိုပဲ consistency နဲ့ပဲသွားကြတာပဲเนาะပုံများတယ် intensity မရှိဘူးလားမဟုတ်ရှိတယ်ဒါပေမဲ့ဘာဖြစ်လဲဆို consistency ပုံများတယ်ပုံမှန် body building လုပ်တယ်ဆိုလို့ရှိရင်ထွက်လာတာပဲခုနပြောတဲ့ကြွက်သားတွေဘာတွေเนาะဒါမျိုးတွေဖြစ်လာတာအများကြီးပဲ transform လုပ်လာနိုင်တယ်လို့သဘောမျိုးပေါ့เนาะဆိုတော့နောက်တစ်ခုလေးသွားကြည့်မယ်နောက်တစ်ခုကတော့ဘာလဲဆိုလို့ရှိရင် environment ကိုပြောတာเนาะ environment ဆိုတာပတ်ဝန်းကျင်ပေါ့ပတ်ဝန်းကျင်မှာဘာတွေပါလဲဆိုကျမတို့လူတွေပါတယ် space เนาะ space ဆိုတာဘာလဲဆိုလို့ရှိရင်ကျမတို့အသက်ရှူချောင်တယ်เนาะကိုယ့်ရဲ့စိတ်ကောလူရောအသက်ရှူချောင်နေဆိုရယ် personal space မျိုးရောရှိလားကျမတို့ရဲ့ digital environment ကပါတယ်ကျမတို့ဘာတွေသုံးနေလဲเนาะအဲ့ဒါ environment တွေမှာပါအဲ့တော့ခုန people ဆိုတဲ့နေရာမှာကျမအရှိကပြောသွားပြီးပြီကိုဘယ်လိုလူတွေနဲ့ hang out လုပ်နေရလဲเนาะ positive များတဲ့သူတွေနဲ့နေလို့ချင်းကိုကလည်းအလိုလိုနေ positive ဖြစ်တယ်သိလားအဲ့လိုမျိုးဒါပေမဲ့ positivity ကိုတန်ဖိုးမထားတတ်ဘူးเนาะဂုဏ်သိက္ခာကိုတန်ဖိုးမထားတတ်ဘူးနာမည်ဂုဏ်သတင်းကိုတန်ဖိုးမထားတတ်ဘူးအဲ့လိုလူတွေနဲ့ပေါင်းမိရဆိုလို့ရှိရင်ကိုကလည်းဘာဖြစ်လာလဲဆိုအဲ့လိုပုံစံမျိုးဖြစ်လာတတ်တယ်နော်ငွေနောက်ပဲအမြဲတမ်းလိုက်တဲ့သူတယောက်နဲ့နေကြည့်ရဆိုလို့ရှိရင်ကိုကလည်းအဲ့လိုမျိုးအတွေးခေါ်တွေရလာတတ်တယ်နော်တခါလေမှကိုကလည်းသူ့ကိုလွှမ်းမိုးတာမျိုးတွေလည်းရှိနိုင်တာပေါ့လေနော်ကောင်းတာဆိုးတာကတော့နော်ဒါပေမဲ့လူတွေမှာကူးစက်တတ်တဲ့သဘောကိုဆိုလိုတာ environment မှာနော်ကိုကတခါလေကြောက်လို့ရှိရင်ကိုအရင်ပြောင်းနေတယ်ဒါပေမဲ့ကိုဖိနာကလူတွေမပြောင်းဆိုလို့ရှိရင်ကိုမပြောင်းအဲ့လိုသဘောမျိုးပေါ့နော် negative အရင်များတဲ့နေရာမှာ positive ကလည်းနေလို့မရအောင်နော်ပြီးတော့အကိုကြီးပဲဇွတ်အတင်း positive နေလို့လည်းမရနေပြန်ဘူးဘာဖြစ်လို့ဆိုလူတွေလေနော်အဲ့တော့ဒီပတ်ဝန်းကျင်နဲ့အငွေခွင်ကြဖြစ်အောင်ကိုက fit in ဖြစ်အောင်ကိုနေရမယ်သူတို့ပြောသလို
လိုက်ပြောရမယ်လို့သူလိုလိုက်လို့ရမယ်အဲ့လိုဆိုတဲ့အခါကျတော့အဲ့ environment ကကိုယ်အများကြီး shape လုပ်နေအဲ့လိုသဘောမျိုးပေါ့နော် space ဆိုလို့ရှိရင်လည်းဒီလိုမျိုးပဲကျမဆိုလို့ရှိရင် personal space အရန်ကြိုက်တယ်နော်ကျမအတွက်အသက်ရှူချောင်နေဆိုတဲ့အားမျိုး relationship တွေနော်အဲ့တော့ကိုယ်နာမှာအရန်ကပ်ပြီးတော့နော် clean လုပ်နေတာပေါ့တွေ့ကပ်နေတယ်အဲ့မျိုးဆိုရင်လည်းလုံးဝမကြိုက်ဘူးနော်လူအနေနဲ့ဆိုလို့ရှိရင်လည်းကျမအနေနဲ့အဲ့လိုခက်လှမ်းလှမ်းမှာပဲနေလို့ရတယ်အရန်ကပ်နေတာတော့အသားချင်းထိနေတာတော့ဘာလို့အဲ့လိုမျိုးကျမလုံးဝမရဘူးအဲ့လိုသဘောမျိုးနော်အဲ့တော့ personal space ကိုတန်ဖိုးထားတယ်စိတ်ပိုင်းဆိုင်ရာအရာလည်းအဲ့လိုမျိုးပဲနော်ကိုယ့်ရဲ့လွတ်လပ်ခွင့်ကိုလည်းကိုလိုချင်တယ်နော် boundary လည်းရှိချင်တယ်နော် boundary ရှိရ means ပါလဲဆိုလို့ရှိရင်နင့်ကငါမချစ်ဘူးလို့ပြောတာမဟုတ်ဘူးနင်းကနေဖြတ်တော့မယ်အဲ့လိုပြောတာမဟုတ် boundary ရှိရဆိုတာဒီဘာလဲဆိုကိုစီသူစီသိတာပြီးတော့ transparent ဖြစ်တယ်နော်ကိုလည်းမညာဘူးသူညာရင်လည်းမကြိုက်ဘူးနော်ကိုပြောတာလည်းအမှန်ပဲနော်အဲ့လို transparent ဖြစ်လေးထားတာကိုဒီလူနဲ့သွားရဲဆိုလဲဒီလူနဲ့ပဲသွားတာသူလည်းဒီလူနဲ့သွားရဲဆိုဒီလူနဲ့ပဲသွားနော်ဒီဟာလုပ်တယ်ဆိုဒီဟာပဲလုပ်အဲ့လိုသဘောမျိုးပေါ့နော်အဲ့လို boundary လေးထားတယ် transparent ဖြစ်တယ်အဲ့လိုဟာမျိုးဆိုလို့ရှိရင်ကိုယ့်အတွက်က space ကရှိနေတယ် personal space ရှိတယ် privacy ရှိတယ်အဲ့လိုသဘောမျိုးအဲ့တော့တစ်ခါလေမှာကျမတို့ရဲ့ environment မှာရှိနေတဲ့ကိုယ့်ရဲ့ partner တွေနော်ကိုယ့်ရဲ့relationship တွေမှာ personal space လုံးဝမရှိဘူးအရန်ကတ်နေတာနော်ကုတ်ကတ်ပြီးတော့ကြက်တက်နေတာစိတ်မှာလည်းနေရာမရှိဘူးလူမှာလည်းနေရာမရှိဘူးအဲ့လိုမဖြစ်အဲ့မျိုးဆိုရင်လည်းအဆင်မပြေနေဘူးနော်အဲ့ဆိုရင်ကိုကဘာဖြစ်လဲဆိုကိုကပဲvillain ပေါ့နော် villain ဖြစ်နေပြီလူဆိုးကြီးဖြစ်နေပြီအဲ့လိုသဘောမျိုးပေါ့နော်အဲ့တော့ digital environment ဆိုတာလေကျမတို့ကအခုခေတ်မှာက digital environment မှာနေတာပိုတောင်မှများသေးတယ်တကယ်လူချင်းတွေ့ရတာထက်ဘာဖြစ်လဲဆိုလို့ရှိရင်အဲ့ digital environment မှာနေတာတနေ့ပို့ပြီးတော့များတာလေနော်အဲ့ခါကျတော့ဘာဖြစ်လဲဆိုအဲ့ digital environment မှာကိုဘာတွေသွားကြည့်နေလဲကိုယ့်ရဲ့စိတ်ကိုဘာတွေအစာကျွေးနေလဲဆိုတာပေါ့နော်အဲ့ဒါစဉ်းစားဖို့လိုတယ်နော်အဲ့တော့ကျမဆိုလို့ရှိရင်မနေ့ကတော့မှကျမ talk မှာမနေ့က talk တစ်ခုရှိသေးတယ်အဲ့တော့အဲ့မှာတော့မှကျမပြောမိသေးတယ်ဘာလဲဆိုတော့အဲ့အမျိုးသမီးတယောက်အသက်တော်အရင်အကြီးတော့မဟုတ်ပါဘူး60လောက်တော့ရှိမှာပေါ့နော်သူဆိုအဲ့လို dementia ရတာ dementia ရဆိုသတိမေ့တာပေါ့အဲ့တော့ဘာဖြစ်လဲဆိုတော့တယောက်ကအဲ့ဒါကို share ထားတယ်ကျမတို့တွားကြည့်အဲ့တော့အဲ့မှာဆိုသူ့ကိုယ်သူပါးရီနားတွေချပေါ့ပြီးတော့ခါရဲသူ့ကိုတတ်နေပြီးတော့သူ့ကိုအဲ့လိုမစားရသေးဘူးမကြွေးဘူးသူ့ကိုနှိပ်စက်နေရဲငိုလိုက်ရီလိုက်အဲ့လိုမျိုးတွေဖြစ်ပြီးတော့ဘာဖြစ်လဲဆိုနော်တညက်နေလုံးနေမကောင်းတော့ဘူးဖြစ်တာနော်ကိုယ့်ကိုယ်လည်းစဉ်းစားမိတာပေါ့ဟဲ့ကြောက်စရာကောင်းလိုက်တာပေါ့နော်ငါလည်း dementia ရရင်ဘယ်လိုလုပ်မလဲပေါ့နော်ဒါရင်မပြောနိုင်ဘူးလေနော်သိလားအဲ့တော့ဘာဖြစ်လဲဆိုအဲ့မှာပဲ energy ကဘာဖြစ်သွားလဲဆို drain ဖြစ်နေပြီနော် negative အရင်ဖြစ်သွားပြီလေနော်စိတ်ထဲမှာဒေါသအနုစာတွေတက်လာတယ်နော်အဲ့လိုသဘောဒေါသဆိုစိတ်ဆိုးတာမှဒေါသပြောတာမဟုတ်ဘူးနော်အဲ့လို negative ဖြစ်တဲ့ thoughts တွေနော်စိတ်မကောင်းတာဝမ်းနေတာအားငယ်တာအဲ့ဒါမျိုးတွေကလည်းဘာလဲဆိုအဲ့ဒါဒေါသအနုစာတွေပဲအဲ့လိုမျိုးဖြစ်လာအဲ့တော့ဘာဖြစ်လဲဆိုရင်တစ်ခါကျလို့ရှိရင်ကျမတို့ရဲ့ကိုရှိနေတဲ့ environment တွေเนาะအဲ့ဟာတွေကကျမတို့တခါလေကြာရင် support လုပ်ပေးတယ်တခါလေကြာရင်တော့ဘာဖြစ်လဲဆိုအနောက်ကိုပြန်ဆွဲချသွားတာအဲ့လိုမျိုးဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့ environment ကိုလည်းကိုဘာလုပ်ရမှာလဲဆိုလို့ရှိရင်ကျမတို့ကြည့်ရနော်အဲ့တော့ဥပမာလေးအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကျမတို့တစ်ပင်လေးတစ်ပင်ကိုပဲကြည့်ပေါ့နော်အဲ့ဒီတစ်ပင်လေးတစ်ပင်ကတခါလေကြာလို့ရှိရင်အသီးမသီးဘူးအပွင့်မပွင့်ဘူးလို့ဆိုတာသူ့အမျိုးမကောင်းလို့ဟုတ်ချင်မှာဟုတ်မှာသူ့အပြစ်ပဲပြောလို့မရအောင်သူရှိတဲ့နေရာမှာနေအောင်ရရလားနော်သူ့ရေလောင်းပေးရသူရှိရလားသူ့ဘေးနားမှာရှိရပေါက်နေရပေါင်းနေမြက်တွေနှုတ်ပေးရသူရှိရလားနော်အဲ့တော့ကိုယ့်အိမ်ကရှိရဲ့အပင်လေးတစ်ပင်ကိုပဲကိုကြည့်နော်အပင်လေးတစ်ပင်နော်သူအခါထိုးထိုးတောင်တောင်နဲ့ရုပ်ဆိုးပန်းဆိုးနဲ့အဲ့လိုမျိုးပေါက်နေတဲ့အပင်တစ်ပင်ကိုကိုယ့်ကကိုအိုးလေးနဲ့တေချာထဲမြေကြီးလေးပါလေးလဲပေးနော်ရွက်အဟောင်းလေးညှက်ပေးပါညာဆို तू ကဘာဖြစ်လဲလှလာတာပဲပွင့်လာတာပဲအဲ့လိုသဘောမျိုးပေါ့နော်အဲ့တော့ environment ကဘာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်နော်တခုခုကမဖြစ်လာဘူးဆိုတာဒီကိုကြောင့်တခုလေလို့တော့ပြောလို့မရဘူးနော်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကြောင့်လည်းအများကြီးပါတယ်နော်အဲ့တော့ကျမတို့ရဲ့ life ရဲ့ system တွေထဲမှာအဲ့ဒီအချက်တွေပါတယ် mindset နော် mindset မှာဆိုရှင် तू ကစိတ်ခံစားမှုတွေပါတယ် emotional အဲ့ဒါကိုလည်း तू ခွဲပြထားတယ်ပြီးတော့ habits တွေပါတယ်နောက်ပြီးတော့ကျမတို့နေထိုင်တဲ့ environment အဲ့ဒါတွေပါတယ်နော်
အဓိကပါလဲဆိုကိုယ့်ရဲ့ system ကိုကျမတို့ကပြန်ပြီးတော့ rebuild လုပ်တယ်ပေါ့နော်အဲ့လို rebuild လုပ်တယ်ဆိုတော့နေရာမှာဘာတွေလိုအပ်လဲဆိုလို့ရှိရင်နော်စိတ်ကလေးနဲ့ပဲလိုက်ပြီးမှတ်လိုက်ဘာလဲဆို awareness လို့ပဲနော် awareness ကဘာလဲဆိုလို့ရှိရင်ကျမတို့ရဲ့တတိပြုမှုပေါ့နော်ကိုယ့်စိတ်ထဲမှာကိုဘာတွေဖြစ်နေလဲတတိပြုရမှာကိုယ့်ရဲ့ relationship ထဲမှာကိုဘာတွေဖြစ်နေလဲအဲ့ဒါကိုကျမတို့တတိပြုရမှာနော်ပြီးတော့ဘာလဲဆိုကျမတို့ reset လုပ်တယ် reset လုပ်တယ်ဆိုတာ zero setting နဲ့ကျမတို့ပြန်စလိုက်တဲ့သဘောနော်ပြီးလို့ရှိရင် rebuild လုပ်တယ်ဆိုတာက create new system ပေါ့နော်အဲ့တော့ဒီမှာကျမတို့ relationship တစ်ခုနဲ့ပဲပတ်သက်ပြီးတော့ပြောကြည့်မယ်နော်အဲ့တော့ဒီ relationship ထဲမှာ toxic အရင်ဖြစ်နေရဆိုတာကိုသိရငါတို့ဘာဖြစ်လို့ဒီလောက်တောင်မှသဘောမတူညီမှုတွေဖြစ်နေငါတို့ဘာဖြစ်လို့ဒီလောက်တောင်မှအငင်းပွားမှုတွေဖြစ်နေတာငါတို့ဘာဖြစ်လို့ဒီလောက်တောင်မှနှစ်ရက်တခါတက်နေရလဲနော်အဲ့ဒါကိုသွားသိပြီဆိုရင် notice ဖြစ်တယ်ဆိုတာအဲ့ဒါ awareness ပဲသိသွားပြီနော်ကိုဘာဖြစ်လို့ဖြစ်နေတယ်ဆိုတာသိသွားအဲ့ဒါဆိုဘာလဲကျမတို့ reset လုပ်ကြည့်မယ် zero setting ကိုပြန်သွားကြည့်ပြန်စကြည့်ရနော်အဲ့ဒါဘာလဲဆိုတော့ let go of what no longer serves you တဲ့နော်ကိုယ့်အတွက်ကိုအသုံးမဝင်တော့တဲ့ဟာတွေကိုကျမတို့ let go လုပ်လိုက်တာအဲ့ဒါ reset လုပ်တာပဲနော်အဲ့တော့ကျမတို့တစ်ဖက်လူပေါ်မှာမျှော်လင့်ထားတဲ့မျှော်လင့်ချက်တွေရှိမယ်နော်သူကပြန်ကောင်းလာမှာပါသူကပြောင်းလဲလာမှာပါသူကပြန်ချစ်လာမှာပါနော်အစရှိသဖြင့်အဲ့လိုမျိုးမျှော်လင့်ချက်အမှားတွေရှိလိမ့်မယ်နော်ပြီးရခါမှာဘာလဲဆိုလို့ရှိရင်နော်ကိုယ့်ရဲ့ emotional reaction တွေပေါ့နော်ကိုကတခုခုဆိုလို့ရှိရင်ကိုယ့်ဘက်ကရောကိုကဘာအမှားတွေကိုတော်လုံးနေမိလဲနော်တခုခုကိုဖြစ်လာတယ်ဆိုကိုဘယ်လိုပုံစံနဲ့သွားပြီးတုံ့ပြန်နေမိလဲအဲ့လိုအရာတွေပေါ့နော်ဆိုတော့အဲ့လိုမျိုးဟာတွေကိုကိုကဘာလုပ်လိုက်မလဲဆိုlet go လုပ်လိုက်မယ်ဆိုဒါ reset လုပ်တာနော်ပြီးလို့ရှိရင်ကျမတို့ဘာလုပ်လဲဆို rebuild လုပ်တယ်ဆိုတာကဘာလဲဆိုလို့ရှိရင်နော် system အသစ်တစ်ခုကိုတည်ဆောက်တာ rebuild လုပ်တယ်ဆိုတာကနော်ကျမတို့ဆက်သွားမယ်ဒီတိုင်းပဲဆက်သွားမယ်ဆိုရင်လည်းကျမတို့ပုံစံတစ်မျိုးနဲ့ပြန်ပြီးတော့တည်ဆောက်တာမျိုးဖြစ်တယ်ဆက်မသွားတော့ဘူးဆိုရင်လည်းဒါတည်ဆောက်တာပါပဲကိုယ့်အတွက်ကိုတည်ဆောက်တာပေါ့နော်အဲ့တော့ကျမပြောလို့ရှိတယ်ဘာလဲဆိုရင်ကျမတို့မှာခွဲခွာတယ်တို့လမ်းခွဲတယ်တို့နော်အစရှိတဲ့ဒါတွေအကုန်လုံးဒီနော်happy ending တော့မဟုတ်ဘူးပေါ့လေနော်ပျော်စရာကောင်းတဲ့အဆုံးသတ်တွေတော့မဟုတ် happy ending တော့မဟုတ်ဘူးဒါပေမဲ့ healthy beginning တွေတော့ဖြစ်နိုင်တယ်နော်ကိုယ့်အတွက်သူ့အတွက်လည်းဖြစ်နိုင်ပါတယ်နော်ပို့ပြီးတော့ကျန်းမာတယ်ပို့ပြီးတော့ strong ဖြစ်တယ် healthy ဖြစ်တဲ့ relationship တွေပြန်ပြီးတော့တည်ဆောက်တယ်တခြားတယောက်နဲ့ဖြစ်ရင်ဖြစ်မယ်သူနဲ့တော့မဟုတ်တော့ဘူးပေါ့နော်ဒါမျိုးတွေလည်းဖြစ်နိုင်တယ်အဲ့တော့ကျမတို့တခုခုပြတ်သွားတယ်လမ်းခွဲရတယ်အဲ့အမျိုးဆိုလို့ရှိရင်အဲ့ဒါတွေဟာနော်ခုနပြောသလို happy ending တော့မဟုတ်ဘူးဒါပေမဲ့ဘာဖြစ်နိုင်လဲဆိုလို့ရှိရင် healthy beginning တွေတော့ဖြစ်နိုင်တယ်အဲ့ဒါလေးပြောချင်တယ်နော်အဲ့တော့ကိုယ့်ရဲ့ system က outdated ဖြစ်နေတယ်ဆိုလို့ရှိရင်ကိုယ့်ဟာကိုယ်ပဲကျမတို့ဆက်ပြီးတော့စဉ်းစားကြည့်ပေါ့နော်ကိုဟိုဖြစ်နေတဲ့အခြေအနေမှာကိုဘာတွေကိုသိဖို့လိုလဲဘာတွေကို reset လုပ်ရမလဲဘာတွေကို rebuild လုပ်ရမလဲเนาะအဲ့ဒါလေးကအရေးကြီးတယ်နောက်တစ်ခုကတော့ကျမတို့ဘာပြောမလဲဆို1% rule ကိုပြောမယ်1% improvement rule ကိုပြောမယ်เนาะအဲ့တော့အဲ့ဒါဘာလဲဆိုကျမတို့အဲ့ဒီ concept လေးကိုကျမတော်တော်ကြိုက်တယ်เนาะသူကဘာလဲဆိုတေးသေးလေးတွေကနေပြီးတော့သူကဘာလဲဆိုအကြီးဖြစ်သွားအဲ့တော့သူကလုပ်ဖို့ကဘာလဲဆိုလို့ရှိရင်တခုပဲတနေ့မှာ1% ပို့ပြီးတော့ကောင်းလာအောင်ပဲလုပ်ရမှာအဲ့ဒါကိုပဲကိုကတာဝန်ယူရမှာနော်အဲ့တော့ကိုယ့်ရဲ့ကျန်းမာရေးနဲ့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ body transformation အတွက်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ relationship အတွက်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဒီ digital environment အတွက်ပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်နော်ကိုကဘာလဲဆိုလို့ရှိရင်အဲ့ထဲကနေပြီးတော့100%ပဲကိုလုပ်ရမယ်100%ပဲရုံထွက်ရမယ်100%ပဲစူးစမ်းရမယ်အဲ့ထက်ပိုလို့ဆရာမလို့ဒါပေမဲ့အဲ့100%ဆိုတာဒီဘာလဲဆိုမနေ့ကထက်တော့ဒီနေ့ပိုကောင်းလာမယ်မနေ့ကထက်ဒီနေ့100%ပိုကောင်းလာအောင်လုပ်မယ်လို့ကိုယ့်ဟာကိုယ်ကျမတို့ဘာလုပ်ရမှာလဲဆိုတာဝန်ယူပေးရမယ်ဂရုပေးရမယ် commitment လုပ်ရမယ်အဲ့လိုသဘောမျိုးနော်အဲ့တော့သူကအများကြီးမဟုတ်ဘူး effort တွေအများကြီးထုတ်เสียမလို့ဘူးလေနော်နေချင်းညချင်းသိရမလားအောင်မြင်ကြီးပွားချမ်းသာမျက်လက်ပြလိုက်အဲ့လိုမျိုးဖြစ်အောင်လုပ်ဖို့မလို့100%စီပဲသွားခုနအရှိမပြောခဲ့တဲ့ consistency ပဲပြတ်တော့မပြောက်ွက်ရအောင်အဲ့ဒါကြောင့်မလို့365ရက်ရှိရတစ်နှစ်မှာ365ရက်ရှိတယ်ဆိုတော့အတိတ်ပဲဒီပါလဲဆိုလို့ရှိရင်ကျမတို့365ရက်365ခါပြန်ပြီးတော့စူးစမ်းဖို့အခွင့်အရေးရှိတယ်ဆိုတော့အတိတ်ပဲနော်အဲ့တော့ကိုပြန်ကြည့်ပေါ့ကိုယ့်ရဲ့ relationship ဒီမှာကိုက heartbreak ဖြစ်နေတယ်အသေးကွဲနေတယ်နော်အခုဒီ move on မလုပ်နိုင် okay အဲ့ဆို move on လုပ်ဖို့အတွက်ကိုငါဘာလုပ်မလဲ
နေ့တိုင်း 1% ပဲငါဘာလုပ်မလဲနော်ဒီနေ့မိုးလင်းလာတယ် wake up ဖြစ်လာတယ်အဲ့ခါမှာပြီးသွားပြီဒီကိစ္စနော် 1% ပဲ shift လုပ်ကြည့်လိုက်နော်ခုနဖြစ်ခဲ့တဲ့အကြောင်းအရာတွေ revisit သွားလုပ်နေတာပြန်သွားလဲပြီးတော့သွားကြည့်နေတာသွားချောင်းကြည့်နေတာ x ကိုသွားချောင်းကြည့်နေတာเนาะအဲ့လိုမျိုးတွေသွားမလုပ်နဲ့တော့เนาะဘာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့เนาะဒီကိုယ့်ရဲ့ငြိမ်းချမ်းမှုပေါ့เนาะတနေ့မှာကိုယ့်ရဲ့စိတ်ရဲ့ငြိမ်းချမ်းမှုသေးသေးလေးတွေပဲ 1% ပဲရှာကျေးဇူးတင်စရာလေးကို 1% ပဲရှာเนาะကိုခွင့်လွှတ်မှုကျင်နာမှုနဲ့ဆက်ဆံ 1% ပဲเนาะ heartbreak ဖြစ်နေဘယ်လိုမျိုး heal လုပ်မလဲခွင့်မလွှတ်နိုင်ဘူးဘယ်လို heal လုပ်မလဲအဲ့လိုမျိုးလေးလုပ်ကြည့်gratitude 1% ပဲမနေ့ကတည်းကဒီနေ့ပို့လုပ်ကြည့်နော်ကိုယ့်ရဲ့ diet ကို change လုပ်မယ် 1% ပဲလုပ်နော်ဒီနေ့ရေပိုများများတောက်မယ်နော်ဒီနေ့တော့ကျမကြီးနဲ့ညီညွတ်တဲ့အရွက်ကလေးပိုစားမယ်အစရှိတယ်ပြမနော်အဲ့လိုမျိုးပဲလုပ်နော်ကိုယ့်ရဲ့ diet နဲ့ပတ်သက်လို့ပဲဖြစ် relationship နဲ့ပတ်သက် heartbreak move on နော်ဒါတွေအကုန်လုံးကဘာလဲဆိုလို့ရှိရင်အဲ့ 1% improvement rule နဲ့ပဲကိုကသွားပြီးတော့လုပ်လို့ရတယ် okay နော်အဲ့တော့နောက်တစ်ခုလေးကြည့်မယ်အဲ့မှာဆိုလို့ရှိရင်နောက် slide လေးတစ်ခုပြပြီနော်အဲ့တော့ 1% improvement rule ကိုဒီမှာသိပြီဆိုလို့ရှိရင်ကျမကိုလုပ်ပေးစီချင်တာပါလဲဆိုလို့ရှိရင် one thing to stop one thing to start and one thing to continue အဲ့သုံးခုပဲဒီ talk လေးကိုနားထောင်ပြီးရဆိုလို့ရှိရင်နော်အဲ့ဒါလေးကိုလုပ်ကြည့်ပါကိုအရင်ရက်ချင်တဲ့အရာတခုပါလေကျမတို့စီမှာကိုအရင်ရက်ချင်တဲ့အရာတခုရှိတယ်ကျမစီမှာဆိုလည်းရှိတယ်အဲ့အရာကိုကျမမကြိုက်ဘူးအဲ့ဒါကိုရက်ချင်တယ်တခုပဲနော်32ခုလောက်တော့မပြောနဲ့နော်အဲ့ဒါတော့မဖြစ်နိုင်ဘူးနော်တခုပြီးတခုပဲသွားမယ် 1% ပဲသွားမယ်နော်ကိုစချင်တဲ့ဟာကိုပါလေနော်ဖះရှိမရောက်တာကြာပြီဖះရှိကိုတော့ပြန်သွားတော့မယ်ဆိုတဲ့ဟာမျိုးပေါ့နော် gratitude practice မလုပ်တာကြာပြီလုပ်လိုက်အောင်မယ်စလုပ်တော့မယ်အစရှိတဲ့ပြင်ကိုစလုပ်ချင်တဲ့အရာတခုဒါပေမဲ့ကိုရွှေ့ထားမိရဲ့အဲ့ဒါကိုတွန်းထားမိရဲ့မဟုတ်ဘူးအခုပြန်စလုပ်မယ်ဆိုရင်လုပ်ပါနော်ပြီး one thing to continue ဘာလဲဆိုရင်အခုကိုလုပ်နေတဲ့အရာတွေထဲမှာကိုဆက်လုပ်မယ်အရာကျွန်မအခုဆိုလို့ရှိရင် body transformation လုပ်ထားတယ်အဲ့အတွက်ကြောင့်ဘာလဲဆိုကျွန်မဆက်လုပ်ရမယ့်အရာကဘာလဲဆိုအဲ့ဒီခါကိုဆက်ထိန်ဖို့ပေါ့နော်အဲ့တော့မစားရဘူးပေါ့အဲ့လိုသဘောမျိုးပေါ့နော်အဲ့တော့ဆိုလိုတာဘာလဲဆိုလို့ရှိရင်ဒီ talk လေးပြီးလို့ရှိရင်အဲ့ဒါလေးလုပ်ကြည့်ပါနော် one thing to stop one thing to start one thing to continue ရက်မဲ့ဟာပါလေစလုပ်မဲ့ဟာပါလေဆက်လုပ်မဲ့ဟာပါလေအဲ့ဒါလေးကိုလုပ်ကြည့်စေချင်နော်အဲ့တော့နောက်ဆုံးမှာနော် closing လေးပေါ့ you don't need a new year you need a new system နော်တခုခုကိုကျမတို့ကပြောင်းလဲဖို့နော်ဘာညာအဲ့အတွက်ကိုကျမတို့ကnew year ကျမှပြောင်းမယ် January မှပြောင်းမယ်မြန်မာနှစ်ဆန်းတရက်နေ့မှပြောင်းမယ်နော်ဒါတွေမလိုပါဘူးနော်ကျမတို့လိုတာပါလဲဆိုလို့ရှိရင် sorry မိကပြတ်ချင်တယ်လို့ဖြစ်နေရယ်ပြတ်သွားပြီထင်တယ် okay ပြတ်သွားပြီအဲ့တော့ကျမဗီဒီယိုလေးပိတ်လိုက်မယ် okay နော်အဲ့တော့ကျမတို့စီမှာเนาะခုနပြောသလိုမြန်မာနှစ်ဆန်းတရက်နေ့တို့ Christmas တို့ New Year တို့ဒါတွေကိုကျမတို့စောင့်နေဖို့မလိုဘူး။ဘာလဲဆိုလို့ရှိရင်ကျမတို့အတွက်လိုအပ်တာက new system တခုပဲကျမတို့လိုအပ်တာ။เนาะအဲ့တော့ဒီကိန်းထဲမှာကိုယ့်ဘဝပြောင်းလဲမှုတွေ real change တွေကเนาะညရင်းချင်းပဲနေ့ရင်းချင်းပဲဖြစ်လာတာမဟုတ်ဘူး။ तू ကဘယ်ကနေစပြီးတော့ဖြစ်လာလဲဆိုလို့ရှိရင်အဲ့ small daily actions တွေเนาะ decisions တွေအဲ့ရနေပြီးတော့ကျမတို့ဖြစ်လာတာ။နော်အဲ့တော့အဆုံးသက်ကလေးပြောရမယ်ဆိုလို့ရှိရင်တော့ဘာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ life ရဲ့ system ကို upgrade လုပ်ပါအဲ့တော့ကိုယ့် life system ဆိုတဲ့အချိန်မှာခုနကကျွန်မပြောသွားတဲ့ဟာတွေပါတယ်နော်ဘာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ mindset နဲ့ပတ်သက်ပြီးတော့ဖြစ်မယ် emotional intelligence နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဖြစ်နိုင်တယ်နော်ကိုယ့်ရဲ့နာကျင်မှုတွေစိတ်ဖိစီးမှုတွေကိုဘယ်လိုကင်တွယ်လဲเนาะဒါမျိုးတွေဖြစ်နိုင်တယ်ကိုယ့်ရဲ့ habits တွေဖြစ်နိုင်တယ်နောက်တစ်ခါတော့ကိုယ့်ရဲ့ environment ဖြစ်နိုင်တယ်เนาะအဲ့ဒီ system လေးကိုပြန်ပြီးတော့သုံးသပ်ကြည့်ပါပြီးတော့အဲ့ဒါကိုပြန်ပြီးတော့ upgrade လုပ်ကြည့်ပါเนาะအဲ့ဒါဆိုလို့ရှိရင်တော့ဘာဖြစ်လာလဲဆိုလို့ရှိရင်ကျမတို့ရဲ့နောက်မှာเนาะကိုကဘဝကိုတိဆောက်နိုင်ပါလိမ့်မယ်ကိုဘဝတိဆောက်သွားတာမဟုတ်ဘဲနဲ့ကိုကဘဝကိုတိဆောက်သွားတာဖြစ်လာပါလိမ့်မယ်